ဟဲ့ညကဘယ်ချိန်ပြန်သွားလဲ ကျွန်တော်မှနိုင်မရှိတော့ဘယ်ချိန်ပြောင်းသွားမှန်းတော့မသိပါဘူးကိုရဲ့ ဟောနိုင်မရှိရင်ဖုန်းကြည့်ကြည့်လေမင်းမဖုန်းကြည့်ရမဟုတ်လား ဟောအဲ့ရငါလည်းမင်းတို့နဲ့တူခင်းတူစော့ကြင်ပါတယ်ကွာဒါမှငါဖုန်းကောင်းမှမကောင်းတော့တာဘောဖိုင်မေးဒါကျွန်တော်တကယ်ပေးရလား တိတ်လဲဝမ်းသာမလို့နဲ့မင်းကငါတမင်ပေးရတာလောက်ကောနှစ်စပြန်ပေးရမယ်300မရှိမှဆိုသနာလို့ ဟောကျွန်တော်ဝယ်ပေးရမှာမဟုတ်လားဟိုအစိုးရလူသားနဲ့နေမင်းနဲ့တော့ဝယ်ပေးရတယ် ဟမ်ငါရုပ်ကဆိုးမြတ်သူစားနဲ့တူနေလို့လေရဲမလားမပြောနဲ့နော်လောက်ကုန်ပြန်ပြီးဖို့ပြင်တာ ဟုတ်ပဲကွာဒီတော့ခိုးခင်းနေပြီးတော့ကွာငါ့ကိုသူ့ဘာဝယ်ပေးပြီးတော့မှာကွာဒီတော့လူချင်းသူချင်းရောက်မှာကွာနှစ်စားပေးရမယ်ပါညာတယ်အဲ့ရမိုက်ကွာမဝယ်ပေးရင်သူ့ဘာငိုတယ်မဝယ်ပေးနဲ့ကွာ အညီမင်းကပြပြနေမင်းကိုနှစ်ဆတောင်းတာမင်းကအပြစ်မတင်ပုံမှန်မင်းရဲ့ရုပ်ရည်မင်းရဲ့အရေးချင်းနဲ့ဆိုလို့ရှိရင်မင်းရဲ့ဖုန်းစောက်တော့မှမင်းပြန်သုံးနိုင်မှာမဟုတ်နော်ပေးတာကိုကျေးဇူးတင်ငါစောက်တင်လာပြောလို့ပြန်ပေးငါပေါ့ပြေးပါ